ဘာတွေတင်ရမလဲဆိုတဲ့ idea စဉ်းစားရအောင်နော်စဉ်းစားရင်းနဲ့တခုဟိုနေ့ကတည်းကတခုတက်တယ်ပေါ့တက်တော့မှလူတွေရဲ့ကျွန်တော်တို့မှတ်မိတယ်အုံတော့ရဆိုရင်ပေါ့နော်အုံတော့ရဆိုရင်စာတင်တဲ့အချိန်မှာ 5% ပဲမှတ်မိရဲ့တဲ့အဲ့စာကိုအားလုံးပေါ့အဲ့ဒီမှာကောင်းလုံးနီးလန်းကတော့သူမြောက်ပြန်တင်ပေးရေးခိုးတဲ့ရကတော့မှတ်မိတယ်အဲ့ကိုအဲ့တော့စဉ်းစားတာတင်ပေးတယ်လို့လည်းမရှိအဲ့မဲ့အကြံတစ်ခုရတယ်ကွန်ပေါ့နော်အဲ့ဒီတော့ကိုလေးလာတာကိုမှတ်မိအောင်သူများလည်းသုံးချလို့ကြည့်တဲ့ပရိသတ်တွေလည်းသုံးချလို့ရအောင်ကွန်တက်လုပ်မယ်အဲ့ဆိုရင်လည်းဆိုသူများတင်ပေးတဲ့ပုံစံမျိုးတွေဖြစ်မယ်အဲ့တော့တိလာတာအကုန်လုံးကိုကွန်တက်လုပ်မယ်တင်ပေးမယ်အဲ့တော့ဝင်မယ်ရှိတဲ့လူတွေလည်းစပြေးမယ်ကွန်ပျူတာလည်းရမယ်သိဉာဏ်တွေလည်းရမယ်ပေါ့ကိုယ့်အတွက်လည်းဒါက practice ခုဖြစ်မယ် okay စိတ်ဝင်စားရင်ဆက်လက်ပြီးတော့နောက်ဗီဒီယိုတွေကိုကြည့်ကြအောင်